Namo Buddhaya Gurave Namo Dhammaya Tayine Namo Sankhaya Mahate Tripyo Pi Satatam Namaha အားလုံးပဲမင်္ဂလာဗျာပြီးတော့ဘွဲ့နေမယ်တော့အရှင်ဇဝနာလုပ်ခဲ့ပါတယ်အခုပြီးတော့ဒီဘဝချက်ကရအကြောင်းပြောမှဖြစ်ပေါ့နော်ဒီဘဝချက်ကရဆိုတာချက်ကပေါ့နော်ပါဠိဆိုရင်ဒီ we of life ပေါ့နော်ဒီဘဝစဝိန်းပေါ့နော်စပိန်ပေါ့နော်ဒီဘဝစပိန်အားဘယ်မှာတွေ့နိုင်လဲဒီပဲဘုံကြီးအကြောင်းမှာတွေ့နိုင်ပေါ့နော်နေရာမှာကတ်ထားပေါ့နော်သူကဘာနဲ့စင်တူလဲဆိုပฏิကြသမုပ္ပါနဲ့တော့စင်တူတယ်ပေါ့နော်ဒီထေရဝါဒဆိုဒီပฏิကြသမုပ္ပါစဝိန်းရရှိပေါ့နော်သူကလည်းဒီ trailing ပေါ့နော်အဲ့ဒီ trailing အကြောင်းကိုပြောထားပေါ့နော်အခုလည်းဒီမာရကဒီမှာကျတော့မာရပေါ့နော်မာရဆိုတာဘာမျိုးနေလဲဆိုတော့တည်ချင်းတရားပေါ့နော်တည်ချင်းတရားပရိုပုံပါလဲဆိုတော့မာရဆိုရုပ်စုဆိုးပေါ့နော်ရုပ်စုပန်းဆိုးနဲ့ဘလူးပုံစံပေါ့နော်ပြီးရင်အဲ့ဒါဘာသူကဘာလုပ်နေဆိုတော့ဒီစဝိန်းကြီးကိုကိုက်နေဒီဘဝချက်ကရကိုပေါ့နော်သူကိတ်ထားပေါ့နော်အဲ့ဒါဘယ်လိုပုံပေါ်လဲဆိုတော့ဒီမာနဆိုတည်ချင်းတရားလောက်တယ်ပြီးတော့အချိန်ပေါ့နော်ဒီအချိန်ကငါတို့ဝါမျိုးနေပေါ့နော်အဲ့လိုပုံစံပဲဒီမာနကလည်းပြီးဆိုတော့ဝါမျိုးနေပေါ့နော်ဒီဘဝချက်ကရကိုသူကဝါမျိုးထားတာပေါ့နော်အဲ့ကြောင့်တော့လွတ်လန်းမရှိဘူးပေါ့နော်သူကဝါမျိုးထားကြောင်းလွတ်လန်းတော့ရှိတယ်ပေါ့နော်အဲ့ဒီလွတ်လန်းကိုထွက်မရပေါ့နော်အဲ့ဒီလွတ်လန်းမထွက်ဘူးဆိုရင်သူကတစ်ချိန်လုံးဝါမျိုးနေမှာပေါ့နော်ပြီးတော့ဒီစဝင်းပုံစံကဘာလဲဆိုတော့ဒီပုံဖော်ထားပေါ့နော်စာနဲ့ရေးထားမုံဘယ်တော့ထဲဝရမှာရှိတဲ့ဒီပရိသသမုပ္ပါစဝင်းစဉ်စာနဲ့ရေးထားပေါ့နော်ပြီးဒီမှာကျတော့ဒီထဲဝရ concept မရှိဘူးဆိုရင်ဘယ်လဲဆိုတော့မသိဘူးနော်ဒီမြုပ်ထားဒီအတိတ်ပဲကိုမြုပ်ထားအမှားပုံမှာဆိုရင်ဒီအလဲခေါမှာပေါ့နော်ဒီအယုတ်၃ယုတ်ရှိရမွေရယ်ငှက်ရယ်ပြီးတော့ဝက်ရယ်ဒါဘာကိုစားပြုတ်နေတယ်လဲပေါ့နော်သူ့မှာတိတ်ပဲရှိတယ်ပေါ့နော်တကယ်သူကစာနေရေးထားမဟုတ်ဥမာသူကဒီအစိတ်၃ခုပေါ့နော်ဒီအစိတ်၃ခုဖြစ်တဲ့ဒီလောဘဒေါသမောဟညှို့ချင်တာအဲ့သူကအဲ့လိုမရေးပဲနဲ့သူကဒီအကောင်ပလောင်နေနဲ့သုံးထားတယ်ပေါ့နော်အဲ့လိုမျိုးဆိုတော့ဒီအပြင်မှာရောလို့ပေါ့နော်ဒီပုံတွေ trailing တွေရောသူကဘာလုပ်ထားလဲဆိုတော့ဒီပုံနဲ့ဖော်ထားဒီသူကစာနေမြေးထားဘူးပေါ့နော်ဒါစိတ်ဝင်စားစရာတစ်ခုဖြစ်စီပေါ့နော်ဒါပေမဲ့သူကတန်းကျင်နေသူကနားလေမှာမဟုတ်ဘူးမဲ့ညံရှိလို့တော့ဒါပါဆိုလို့လေရှင်တော့နားလေပေါ့ဒီအဖြေရှာရပေါ့ဒီနောက်ကဘာလဲဘာကိုညွှန်းချင်တာလဲပေါ့နော်ပြီးတော့ဒီစက်ဝိုင်းထက်မှာဆိုရင်ပေါ့နော်ဒီသူအတိတ်ပဲနဲ့သူပေါ့နော်သူအကွက်နဲ့သူမှာအတိတ်ပဲရှိတယ်ပေါ့နော်ဒီအကွက်မှာလဲဆိုတော့ပထမအထဲဆုံးအကွက်ပြီးဒုတိယကွက်တတိယကွက်ပြီးတော့ပြန်ကွက်ပေါ့နော်ဒါတွေကသူ့မှာအတိတ်ပဲရှိပေါ့နော်ပြီးတော့မြတ်စွာဘုရားကလည်းဒီလကိုညှိုးနေဆိုတာဒီစဝိုင်းကနေထွက်ဖို့ပေါ့နော်ဒီလမ်းနေထွက်ဖို့ပေါ့နော်အဲ့ဒီစဝိုင်းထက်မနေမစင်တန်တရားလဲနေမှာပဲပေါ့နော်ဒီမှာသူတို့မှာထူးခြားတာတော့ဒီပုံကတော့6ပုံပေါ့နော်ဒီထေရဘာနာစင်သူက30ပုံနဲ့ပြထားပေါ့နော်ဘယ်လိုထေရဝါဒရပြီးတမှာရပါနော်သူတို့ကြတော့ဘုံက6ပုံရှိတော့ကောင်းတဲ့ပုံ3ပုံတယ်မကောင်းတဲ့ပုံ3ပုံဥပမာသူကမကောင်းတဲ့ပုံဆိုဒီအနက်ရောင်လေးပြထားမှာနော်ပြီးသူကကောင်းတဲ့ပုံဆိုရင်သူကဖြူရောင်လေးပြထားတယ်မှသူ့ရဲ့ဒီလေးဝတ်ထပေါ့နော်ဒါဒီ lower RAM ပေါ့နော်ဒီဘယ်နဲ့ဒီ higher RAM အဲ့လိုမျိုးစမ်းပေါ့သူကအဲ့လိုပြထားပြီးတော့ဒီဘာပုံဘာခန်းစားရလဲဆိုတော့ပြထားသေးပေါ့နော်ပြီးတော့ထေဝဒမှာဆိုရင်အလဲဆုံးမှာပါရှိလဲဆိုတော့ဒီမူလနာဖြာပေါ့နော်မူလနာဖြာပါလဲဆိုတော့ဒီအဝိက္ခနဲ့တဏဒီအဝိသဒနာအရင်ခံပြီးတော့လို့ရပါလဲဆိုတော့တန်တရားလဲနေပေါ့နော်မဲ့ဒီဘဝချက်ကရမှာတော့အဝိက္ခနဲ့တဏညွန်းထားပဲနဲ့ဗာညွန်းထားလို့စီဒီ poison 3ခုပေါ့နော်စိတ်3မျိုးပေါ့နော်အဲ့ဒီပထမဘာလဲဆိုတော့ဒီလောဘဒေါပြင်ဒုတိယဒေါသပြင်တတိယကမောဟဒီ3ခုကဘာလဲဆိုတော့တန်တရားလဲနေဒီစဝိန်းတဲ့ကိုမထွက်နိုင်အောင်လုပ်နေပေါ့သူကအကြိကောင်းတော့လုပ်ခင်ကောင်းတဲ့ပုံရတယ်ကောင်းတော့လုပ်ခင်ကောင်းတဲ့ပုံမထွက်လားမရှိဘူးနော်အကြောင်းပြလို့ဒီထွက်လိုင်းရှာရပါတော့အကြောင်းဒီပုံထဲမှာဒီမြတ်စွာဘုရားကဒီလကိုညွန်ထားလဆိုတာဓမ္မပေါ့နော်ဒီမက်ကပေါ့နော်ဒီလမ်းစဉ်ကိုထွက်မရပါဘူးနော်ဘာကြောင့်ဒါတွေပြရတာလဲဘာရွေချက်နဲ့လဲပေါ့နော်တကယ်တော့ဒီဘဝချက်ကရဆိုတာဒီထဲမှာနေတဲ့လူတက်တော်ပါတယ်တဲ့မလဲဆိုတော့ဒုက္ခနဲ့ကြုံလို့ရဒီပထမအနုပဲ true မပြောတယ်ပေါ့နော်ဒီဘာကြောင့်လဲဆိုဒီ
suffering ပေါ့နော်ဒီ suffering နဲ့ကြုံနေအောင်မှာအဲကြောင့်ဒီလနေထွက်ဖို့လို့နော်ဒီစက်ဝိုင်းနေထွက်ဖို့လိုတယ်ဒီဗီဒီယိုကြည့်နေသူအားလုံးရောဒီအခြားလူတွေအားလုံးပေါ့နော်ဒီ30ပုံမှာရှိနေတဲ့တတဝါတွေအားလုံးပေါ့နော်ဒီဘဝချက်ကရဘဝဆက်ဘဲနေလွတ်မြောက်နိုင်ပါစေလို့ပြီးတော့ဒီကနေ့ဆုတောင်းပေးပါလေဗျာအားလုံးပဲကိုယ်စိတ်နဲ့ဗျာကြမှာကြပါစေဗျာ